မြန်မာမှုပစ္စည်းရောင်းတဲ့လူတွေရဲ့ best seller item လေးဆိုလို့ရှိရင်လေဒီပထန်းခုံပဲမှာလို့သလားသူကလေတစ်နှစ်ပတ်လုံးရောင်းရတယ်เนาะအဲ့မှာဘယ်ကာလကြီးအယောင်အများဆုံးလဲဆိုဒီ6လပိုင်း10လပိုင်းပေါ့เนาะအကာလဆိုလို့ရှိရင်ကွာသတင်းကျွတ်နဲ့လဲသတင်းတို့ဖြစ်တာတကြောင်ပေါ့နော်ပြီးအလှအတန်းတွေလည်းအရန်များတဲ့အတွက်ကဒီဟာလေးတွေကဟိုဖျားမှာလှူတာတို့ကိုယ်တိုင်သုံးမဲ့ဆိုရင်လည်းအဲ့ဒီကာလာမှာအရန်များတယ်ဒါမှမဟုတ်နော်တစ်နှစ်ပတ်လုံးလုံးဝတစ်လောက်လေးလက်လီကိုလေးခုံ90အထက်ကြီးပဲအဲ့တော့ပထန်းခုံကလေးအရန်ရောက်ရတယ်အဲ့တော့မြန်မာလူမျိုးတွေလေးဘယ်လောက်ထိဖျားတရားလုပ်လဲဆိုတာနော်အဲ့ဒါပဲစဉ်းစားကြည့်ဟိုစီးပွားရေးတွေကြက်သိမ်းပြီးတော့မရှိတာမရှိပဲဒီဖျားတရားအတွက်ကလေးသူတို့မှာပတ်စံပိုရှန်ပြီးသားအဲ့တော့ဒီဟာလေးတွေကလေမတို့ဈေးအများကြီးမတက်ထားဘူးเนาะဒီလိုမျိုးကအဘက်ဘက်ကနေပြီးတော့ဈေးတွေတက်အကျန်းတွေတက်အဲ့ဒါတော့မှလေဒီဟာလေးကိုပုံမှန်ဈေးအတိုင်းပဲထိန်းပြီးတော့ရောင်းပေးထားတယ်ဒါတစ်ခုံမှ3000เนาะအလျားကတော့မှ2ထွားသားရှိတယ်အဲ့တော့15လက်မရှိတယ်ကွာအမြင်ကတော့18လက်မကို3000နဲ့ပဲမတို့လာယူထားเนาะအများကြီးရောက်ထားပါ